ထိုနေ့ကနေရဒီကာလလွန်စွာပူအိုက်နေတဲ့90ခုနှစ်ကာလအချိန်မှာကျွန်တော်တို့လမ်းထဲမှာခလေးပေါင်း16000အပူပင်မရှိစော့ကစားနေကြတဲ့ညနေခင်းတွေရှိခဲ့တယ်။ထိုညနေခင်းတွေကိုလူကြီးတွေကနရိုင်းသွင်းချိန်နေဝင်ရီတရောအပုတ်ချိန်ထိုးတို့အမျိုးမျိုးနာမည်မှတ်တတ်ကြတယ်။ထိုအချိန်မျိုးမှာမိန်းကလေးဆိုသပင်ဖားလျားချပြီးအပြည့်မသွားရ။အသားစိမ်းငါးစိမ်းမတရားဘူးစသည်ဖြင့်ပေါ့လူကြီးတွေအမျိုးမျိုးချောင်းလက်တတ်ကြတဲ့စကားတွေပေါ့ဗျာ။ငယ်စဉ်ကထိုအချိန်တွေဆိုအပြင်ထွက်ရမှာကိုပင်ကြောက်နေတဲ့ခံစားမှုမျိုးတိမ်တောက်နေတာကိုပင်ခြောက်ချားနေတဲ့အောင်ဖြစ်ခဲ့ကြဘူးပါတယ်ထိုကာလတွေမှာလူကြီးတွေကအိမ်ပြင်ထွက်ပြီးခုံတွေချအင်းနီနာချင်းချင်းစကားတွေပြောကြတယ်ကျွန်တော်တို့ရက်ွက်ထဲမှာစီကားလျက်ရှိနေပါတယ်ကျွန်တော်တို့ကိုကြည့်ပြီးတွေးမိတာကသူတို့ပြောပြနေတဲ့နရိုင်းသွင်းချိန်အပုတ်ချိန်ကိုသူတို့ကြမကြောက်ဘူးလားဆိုတာပဲလူကြီးတွေကခလေးတွေကိုတော့ပြောချင်ရပြောပြီးသူတို့ကြတော့အပြင်မှာထွက်ထိုင်နေကြပါလားဆိုပြီးကျွန်တော်ခန့်ငုံတွေးမိပါသေးတယ်ကျွန်တော်အိမ်ရှိခန်းကခုံလေးမှာထိုင်ပြီးအပြင်လမ်းမှာထိုင်နေတဲ့လူတွေကိုကြည့်ပြီးတောင်တွေးမြောက်တွေးမိနေပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့ညနေမီးလဲမလားထုံးစံတိုင်းလူကြီးတွေကတော့လမ်းမထွက်စကားဖောက်ပွဲနေကြလိမ့်တယ်ကျွန်တော်ကတော့အိမ်ရှိကထိုင်နေကြထိုင်ကုန်လေးမှာသူတို့ကိုကြည့်နေရင်လူကြားထဲမှာအဖောက်တူကိုရုတ်တရက်မြင်လိုက်ရပါတော့တယ်အဖောက်ကလူကြားထဲဟိုရက်ဒီရက်ဟိုလူကိုစကားပြောဒီလူကိုစကားရက်ပြောနေတယောက်ပြီးတယောက်စကားလိုက်ပြောနေတာကျွန်တော်နှမ်းမြင်လိုက်ရတယ်ဒါပေမဲ့သူ့ကိုဘယ်သူမှစကားပြန်မပြောကြပါဘူးထိုအဖွားကဦးကြောင်ကြောင်ဖြင့်ရှေ့ကနေဖျက်သွားလိုက်ပြန်ဝင်လာလိုက်ရဲ့ပေါ့မျက်နာကတော့ဝေးနေလို့ဘယ်သူဘဝမတဲကွဲမီးပြက်နေတာကြောင့်လည်းပါမယ်ဒီလိုနဲ့ကျွန်တော်ထိုအဖွားကိုတေချာကြည့်နေမိသူကဘာဖြစ်ရှင်နေမှန်းကိုမသိတာကျွန်တော်စိတ်ထဲအဖွားကြီးကလည်းငြိမ်ငြိမ်မနေဘူးပေါ့ထိုင်လည်းမနေဘူးဟိုလူနာသွားလိုက်ဒီလူနာသွားလိုက်နေဆိုပြီးတွေးနေတော့ရုတ်တရက်ထိုအဖွားကြီးနဲ့ကျွန်တော်နဲ့မလုံချင်းစုံမိနေတော့တယ်မှောင်နေပေမဲ့သူ့မျက်ဝန်းတွေကတောက်ပနေတယ်အဖွားကြီးကျွန်တော်ကိုနှမ်းမြင်လိုက်ပြီလို့ကျွန်တော်ယူဆလိုက်ရတဲ့အချိန်မှာသူကျွန်တော်ကိုအမှန်ပင်တေချာစွာစိုက်ကြည့်နေပါတယ်ဒါနဲ့ကျွန်တော်ထိုအဖွားကိုစိုက်ကြည့်နေတော့ထိုအဖွားကြီးဘေးကတစောင်းကြီးလူအုပ်ထဲကခုန်ထွက်လာပါတော့တယ်ကျွန်တော်ခေါင်းတစ်ပန်းကြည့်ပြီးဘာလို့ဘာကရမှန်းမသိအံ့ဩခြောက်ခြားစွာကြောင်ကြည့်နေမိတဲ့အချိန်မှာပဲသူကလူအုပ်ထဲမှာဘေးတောင်ကြီးထပ်ခုန်ပြီးထိုးထွက်လာတယ်ကျွန်တော်ကြောက်အားလန့်အားနဲ့တေချာကြည့်လိုက်တော့ထိုအဖွားကြီးမှာတခြားလူမဟုတ်ပဲလွန်ခဲ့တော့တလအတွင်းကကွယ်လွန်ခဲ့တော့လမ်းထဲမှာဒိုးအေးခင်ပြီးဖြစ်တော့တယ်ကျွန်တော်တအားကိုကြောက်လန့်နေပါပြီထိုအချိန်သူနောက်တကြောထပ်ကုန်ပြီးရွှေ့မလာကျွန်တော်အိမ်ထဲကိုပြီးဝင်ခဲ့ပါတယ်ကျွန်တော်အိမ်ငန်းထဲရောက်လှည့်ကြည့်မိတဲ့အချိန်မှာသူကကျွန်တော်အိမ်ထဲမှာရောက်နေတယ်ကျွန်တော်ကြောက်လန့်တဲ့နောက်ဖေးကိုပြီးဝင်ခဲ့ရတယ်ထူးဆန်းတာကအိမ်ပေါ်မှာလူတယောက်မှမရှိကျွန်တော်ကလည်းအိမ်ကလူတွေကိုအော်ခေါ်မိပါတယ်ဘယ်သူမှပြန်လို့ရအောင်ကျွန်တော်အရန်ကြောက်နေပြီဒါနဲ့အိမ်ရှိကနောက်ဖေးကိုကာထားတဲ့လိုက်ကာကိုတွန်းဖယ်ပြီးကျွန်တော်နောက်ဖေးကိုပြေးဝင်ခဲ့တယ်နောက်ဖေးရောက်တော့လွင့်နေတဲ့လိုက်ကာကိုကြောက်လန့်ဖြင့်ကျွန်တော်ပြန်လှည့်ကြည့်နေမိပါတော့တယ်အဖွားကြီးရောက်လာမလားဆိုတဲ့အတွေးနဲ့ပါနောက်ဖေးမှလည်းကိုတယောက်တည်းမိတွေကလည်းပြက်ဖျောင်းနိုင်ပြီးအလင်းသာရှိပါတယ်အိမ်ကလူတွေလည်းဘယ်နားမှမသိကျွန်တော်အဖေကိုအော်ခေါ်လိုက်ချင်းပုတ်ဆိုတဲ့အတန်ကြီးနဲ့အိမ်ရှိလိုက်ကရှိမှခုနကအဖွားကြီးအေးကိုမြင်တွေ့လိုက်ရပါတော့တယ်ကျွန်တော်တူဝင်လာမှကိုတအားကြောက်နေမိပါတယ်အဲ့ဒီအချိန်မှာပဲထိုအဖွားကြီးကအိမ်ရှိလိုက်ကအပွဲကနေလှမ်းမိကြတယ်ဟဲ့နင်ငါ့ကိုမြင်လားတဲ့မေးနေတာဖြေလေနင်ငါ့ကိုမြင်ရလားဆိုပြီးအော်မေးပါတယ်ကျွန်တော်လည်းစောက်လွန်းလာကြောက်ဟုတ်တွေ့တယ်ဆိုပြီးပြောလိုက်မိတယ်အဲ့ဒီအချိန်မှာသူကထပ်ပြောတယ်ငါ့ကိုတခုလောက်ကူညီပါလားဘာလဲပြောကျွန်တော်ကြောက်တယ်ဆိုပြီးတော့အသေးတန်ပြန်ပြောနေတော့တယ်ငါနေနိုးဆိုင်မှာဂျယ်လီ3ခုအကျွေးယူစားတာရှိတယ်ငါအဲ့ဒါကိုစိတ်ဆွဲနေတာအခုအဲ့ဒီအကျွေး300ကိုငါဟိုင်ကလူတွေပြောပြပြီးဆက်ခိုင်းပေးပါကြားလားလို့သူကပြောတယ်သူပြောနေပေမဲ့ကျွန်တော်ဘာမှပြန်မပြောနိုင်ကြောက်လွန်းလို့တုံနေနေတယ်နင်ကြားလားကြားတယ်ဆိုကြားတယ်လို့ပြန်ပြောဆိုပြီးလိုက်ကကိုဖွင့်ပြီးဘေးရိုက်ကြီးကြောက်စရာကောင်းလာအောင်တက်ဆက်ခုန်ထိုးပြီးကျွန်တော်စီပြေးဝင်လာတယ်ထိုးစဉ်ကျွန်တော်ရုတ်တရက်ဆိုတဲ့အတန်နဲ့အိမ်ရှိမှထိုင်နေတဲ့နေရာမှာပဲလန့်လို့လာတယ်အမှန်တော့ကျွန်တော်ထိုင်နေတဲ့ထိုင်ကုန်နေရာလေးမှာပဲထိုင်နေအိမ်မက်နေရပါဒီလိုနဲ့ကျွန်တော်လန့်လို့လာချင်းထအော်တော့အင်္ဂါလူတွေကဘာဖြစ်တာလဲဆိုပြီးကျွန်တော်နားကိုဝိုင်းအောင်လာကြတယ်အကုန်လုံးကကျွန်တော်ကိုစိတ်ဝင်စားဝိုင်းကြည့်နေကြတယ်ကျွန်တော်ကလည်းမောနဲ့အိမ်မက်ကြီးကကြောက်စရာကြီးဆိုပြီးပြောတော့သူတို့က
ဘာတွေမဲ့လို့တော့လို့တန်ပြန်မိကြတယ်ကျွန်တော်ကလည်းမောပန်းပန်းနဲ့ကျွန်တော်အိတ်ညီတော့ရှေ့ကလူထဲမှာဒီလမ်းတွေကဆုံးသွားတဲ့ဒေါ်ရေးခင်ကိုတွေ့လိုက်ရတယ်ကျွန်တော်ပြောပြတော့အားလုံးကအံ့အောင်လို့ဆက်မိတယ်သူကဘာလုပ်လို့လဲသူကအိမ်ထဲကကျွန်တော်ကြည့်နေတာကိုလှမ်းမြင်သွားပြီးဒူရီကြားကနေဘေးတိုက်ကြီးခုန်ထွက်လာတယ်ပြီးတော့ရှေ့တဆခုန်လာပြီးအနားကိုရောက်လာတော့ဒေါ်ရေးခင်ကြီးဖြစ်နေတယ်လို့ပြောလိုက်တော့အိမ်ကလူတွေရဲ့မျက်လုံးကအံ့ဩကြီးဘာဆက်ဖြစ်မလဲသိချင်နေကြတယ်မျက်ဝန်းတွေနဲ့ကျွန်တော်ကိုဆက်ပြောပါအောင်တားရဆိုပြီးအတော်ကမိတယ်အဲ့ဒီဒေါ်ရေးခင်ကလေအိမ်ပေါ်တိတက်လိုက်လာပြီးဒီအခန်းကကျွန်တော်ကိုပြောတယ်နင်တို့အိမ်မှာဂျယ်လီဝယ်ထားတဲ့အချွေး300ဆက်ဖို့အိမ်ကိုပြောပြပါဆိုပြီးပြောတယ်ထိုအချိန်မှာကျွန်တော်စကားကိုနားထောင်နေတဲ့အဖေကအိမ်ရှိမှရှိနေတဲ့ဆိုင်ကန်းလေးကနေစင်းရင်စာအုပ်လေးကိုကမန်းကနန်းဆင်းယူလာတယ်အိမ်ကတမိသားစုတွေအဖေစင်းရင်စာကိုတရွယ်ချင်းလှန်ကြစိတ်ဝင်စားကြည့်နေကြတယ်ထိုအချိန်မှာအဖေကဟာဒီမှာ300လို့ရေးထားပါလားဆိုပြီးအကျွေးစင်းစာကိုတန်တော်ကြီးပြတော့ကျွန်တော်အပါဝင်တမိသားစုတို့တုံ့နှုတ်သွားကြရတယ်သူလာပေးတဲ့အကျွေးကလည်း300စင်းတွေကအကျွေးကလည်း300ခွက်တိဖြစ်နေတယ်ကျွန်တော်ကိုလုံးဝထိတ်လန့်သွားစေခဲ့တာပါပဲဒါနဲ့ကျွန်တော်လည်းခုနကအိမ်မက်ကြီးကတကယ်လားဆိုတဲ့အတွေးနဲ့တညာလုံးပြန်အိပ်ဖို့ခက်ခဲနဲ့အိပ်ရတော့တယ်ဒီလိုနဲ့မနဲ့လင်းတော့အင်္ဂလူတွေကထိုတော်အိခင်အိမ်ကိုညကဖြစ်ပျက်တဲ့အကျိုးကြောင့်တွားပြောပြပြီးအကျွေးဆက်တဲ့သဘော300ချက်ကိုယူလာခဲ့ကြတယ်တအိမ်လုံးညကထိုဖြစ်ပျက်ကိုအံ့ဩစရာကောင်းလုံးလို့တစနဲ့တရက်ွက်လုံးထိုဖြစ်ကိုတိကုန်ကြတော့တယ်ဒီလိုနဲ့နောက်တနေ့ည9:00နာရီအချိန်မှာတော့အိမ်ကိုမနဲ့ကျွန်တော်ရေခဲတစ်တာနဲ့မှရေတောက်နေတဲ့အချိန်အခန်းထဲကကရင်ချင်းမှာဒူးထောင်ပြီးထိုင်နေတဲ့ဒေါ်ရေးစင်ကိုကျွန်တော်အိမ်မမဟုတ်ပဲအပြင်မှာနှစ်ဖူးတွေ့လိုက်ဒီတစ်ခါအိမ်မမဟုတ်ကြောင့်ကျွန်တော်တောက်နေတဲ့ရေဘူးပင်လွတ်ကြတာရေဘူးလွတ်ကြတာအချိန်အိမ်ကူမကမောင်လေးဘာဖြစ်လို့လဲဂရင်းပေါ်မှာဒေါ်ရေးခင်ကြီးဆိုပြီးကျွန်တော်ဘာမှမပြောရသေးဘူးသူကငယ်တန်းပေါအောင်ထအော်တော့တယ်ဒီလိုနဲ့သူနဲ့ကျွန်တော်အိမ်ကဈေးဆိုင်နဲ့ကြောက်လန့်တကြားပြေးဆင်းလာရထိုးစင်းအိမ်မို့ပြန်နှင်းတနေရာထုံးတာဖျောင်းတဲ့လေးတိုင်ရဲ့မိဟာရုတ်တရက်အကုန်နေပါတယ်ကျွန်တော်ဆိုင်နဲ့ပြေးဆင်းလာရမောမောနဲ့အမဒေါ်ရေးခင်ကိုမြင်ရတာလားပြီးတော့မြင်နဲ့လေငါကြောက်လိုက်တာဆိုပြီးငိုတော့တာပဲအဲ့ဒီအချိန်မှာအိမ်ကလူတွေကဈေးဆိုင်နဲ့ဝင်ဘာဖြစ်လာလဲမေးတော့ဖြစ်ကြောင်းကုန်စင်ပြောပြပြီးမိပြန်လာမှသာကျွန်တော်တို့အိမ်မို့ကိုပြန်တဲ့ထုံညကအိမ်ရအောင်တော့အိမ်ရှိမှလူအကုန်လုံးတန်းစီရိတ်တယ်ကျွန်တော်လည်းကြောက်လွန်းတာကြောင့်မအေးပင်မဲ့ဆံကူပါခြုံလာတယ်ဒီလိုနဲ့တအိမ်လုံးအိမ်နေည7:45လောက်မှာကျွန်တော်ရုတ်တရက်ပြန်တော့ကျွန်တော်အိပ်ပျော်ပြီးပြန်လို့လာရတာကိုအတော်မုန်းတယ်အဲ့ဒီနေ့ကပူဆိုးတယ်ကျွန်တော်ကြောက်စိတ်ကတားမရချွေးဆိုတာရေလိုကျနေတော့မျက်စိမိထားပေမဲ့အိမ်မပျော်တော့ပါဘူးဘေးကလူတွေကတန်းစီပြီးအိမ်မောကြနေကြတယ်ထိုးစင်းခြေတံတစုံတစ်ခုကျွန်တော်ကြားလိုက်ရပါတယ်နောက်ဖေးကနေပြီးတော့ထိုးခြေတံကိုကျွန်တော်ပြပြတတ်တာကြားနေရတာပါဒီလိုနဲ့ခြေတံကလိုက်ကဖို့ကြော်ပြီးအိမ်ရှိကိုရောက်လာတော့ရုတ်တရက်အမွှေးနဲ့စူးစူးတစ်ခုရလိုက်တယ်စပယ်ပန်းလိုအနံ့မျိုးအဲ့ဒီအချိန်မှာကျွန်တော်မြင်လိုက်ရတာကနောက်ဖေးကနေပြောင်းပြန်ကြီးလျှောက်လာတဲ့ဒေါ်ရေးခင်ခေါင်းတင်းချက်ညှိပြပြီးအိမ်ပေါ်ကနေနောက်ပြန်ကြီးဆင်းသွားပါတော့တယ်။ဘာပြောသူမှုမွေးကြံ့ကြံ့ဖြစ်သွားတာကိုကျွန်တော်ကြောက်နေပေမဲ့ဝမ်းသာနေမိတယ်။အဲ့ဒီနေ့ကစပြီးသူ့ကိုမတွေ့ရတယ်လို့အိမ်မက်လည်းမမတ်တော့ပါဘူး။ကျွန်တော်အထင်သူစိတ်ဆွဲနေတဲ့အရာတစ်ခုကြောင့်မကြွမလို့ဖြစ်နေတာကိုကျွန်တော်အခုညီပေးလိုက်ပြီးသူကျွတ်လွတ်သွားတယ်လို့ကျွန်တော်ထင်ပါတယ်။ကိုတွေးမှသူပြောပြခြင်းနဲ့ပြောနေရပြီးအစွဲဖြစ်နေတဲ့အရာကိုလွတ်မြောက်သွားတယ်လို့ပဲထင်မိပါတော့ထိုအကြောင်းအရာကလည်းကျွန်တော်ဘဝရဲ့အမှတ်တရတစ်ခုပါလေ